လူတယောက်အောင်မြင်ဖို့ဆိုတာစ조사အားထုတ်မှုကြီးပဲမဟုတ်ပါဘူးကိုယ်တိုင်တောင်တတိမထားမိတဲ့မွေးရပါစိတ်ဆွမ်းအားတွေကိုသိထားဖို့ကအရေးကြီးပါတယ်တင်းရဲ့နေနံကတင်းအကြောင်းကိုဘာတွေပြောပြနေလဲဆိုတာအဆုံးထိကြည့်ပြီးတိုက်ဆိုင်မှုရှိမရှိစစ်ဆေးကြည့်လိုက်ရအောင်တနင်္ဂနွေသမီးတွေကမွေးရပါခေါင်းဆောင်နေပါသူများမမြင်တဲ့အခွင့်အရေးကိုကြိုမြင်တတ်ပေမဲ့စိတ်လောကြီးတာကသူတို့ရဲ့အားနည်းချက်ဖြစ်ပါတယ်အောင်မြင်ခြင်းရင်တော့အချိန်ကိုစောင့်စားတတ်တဲ့ဇွဲလေးမွေးပေးဖို့လိုအပ်ပါတယ်တနင်္လာသမီးလေးတွေကတော့လူချစ်လူခင်ပေါ်များပြီးတန်လိုက်လို့ဆွဲဆောင်နိုင်စွမ်းရှိပါတယ်ဒါပေမဲ့အားနာတတ်လွန်းလို့ကိုယ့်ရီမှန်းချက်တွေပျောက်တတ်တာမို့နိုးလို့ပြက်ပြက်သားသားညင်တတ်ဖို့သင်ယူရပါမယ်အင်္ဂါသမီးတွေကတော့စိတ်သက်အယမ်းခိုင်မာပြီးအခက်ခဲကိုမကြောက်တဲ့တတိခဲတွေပါဒါပေမဲ့တစွတ်ထိုလှုပ်တတ်တဲ့အကျင့်လေးကိုပြင်ပြီးမီးဖြူဟာသုံးတတ်ရင်ထိတ်ဆုံးကိုရောက်မှာပါဗုဒ္ဓဟူးသမီးတွေကညံရီထက်မြက်ပြီးပြဿနာဖြေရှင်းရမှာပြိုင်ဘက်ကင်းပါပဲစိတ်ကူးတွေများလုံးလို့ဟိုဟာလှုပ်ချင်ဒီဟာလှုပ်ချင်ဖြစ်နေတတ်တာကိုရှော့ပြီးအလုပ်တစ်ခုတည်းကိုသာ focus ထားလို့ဖို့လိုအပ်ပါတယ်ကြာတာပရိသမီးတွေကတည်ငြိမ်ရင့်ကျက်ပြီးအားကိုးရတဲ့အတိုင်ပင်ခံကောင်းနေပါအရာရာကိုအသီးစိတ်တွေးလုံးတာကိုရပ်တန့်ပြီးလိုအပ်ရင်ရေးရဲဝုံဝစွန့်စားတတ်ဖို့ပဲလိုပါတယ်တောက်ကြသမီးလေးတွေကတော့လွတ်လပ်မှုကိုမျက်နှိုးတဲ့ဖန်တီးရှင်တွေပါအမှုပညာအာယုံခံစားမှုအားကောင်းပြီးမြဲစိတ်ပါမှာအလုတ်လုတ်တတ်တဲ့အကျင့်လေးကိုပြင်ပြီးကိုစီကံလေးထားပြီးရင်အောင်မြင်မှုကလက်တကမ်းမှာပါနောက်ဆုံးစနေသမီးတွေတင်တို့ကတာဝန်ယူမှုအပြည့်ရှိပြီးဘယ်တော့မှအလွယ်တကူလက်မလျှော့တတ်တဲ့ဇွဲတက်တီပိုင်းရှင်တွေပါခိုင်မာတဲ့အုံမြစ်ကိုတိဆောက်နိုင်စွမ်းရှိပါတယ်ဒါပေမဲ့အရာရာကိုကိုယ်တိုင်ကြီးပဲထိုင်ခံလုပ်ချင်တဲ့စိတ်ကြောင့်အမြဲတမ်းပိန်ပန်းနေတတ်ပါတယ်အခြားသူတွေကိုယုံကြည်နဲ့တာဝန်ခွဲဝေပြီးတတ်ဖို့တင်ယူလိုက်ရင်ဘဝကအများကြီးပို့ပြီးမိပြောစရာကောင်းသွားပါလိမ့်မယ်ကဲတင်းရဲ့နိနံအဟောကလက်ရှိအခြေအနေနဲ့ဘယ်လောက်ထိတိုက်ဆိုင်နေလဲလိုအပ်နေတဲ့အားနည်းချက်လေးတွေကိုပြင်ဆင်ပြီးကိုယ့်ရဲ့မွေးရပါစွမ်းအားတွေကိုအသုံးချသွားဖို့အဆင်သင့်ပဲလားကောမန်မှာဝင်ရောက်ဆွေးနွေးပြီးခဲ့ပါအောင်ဒီလိုစိတ်ခွန်အားဖြစ်စီမဲ့ဘ ഹു တုတလေးတွေအမြဲကြည့်နိုင်ဖို့ Glow Diary MM ကို follow လုပ်ထားဖို့မမေ့နဲ့နော်